ဒီကောင်လေးကတန်းကြီးမနဲ့တွဲနေတဲ့ပန်းတယ်မဟုတ်လားဒီကောင်လေးရဲ့အကြောင်းကိုအစအဆုံးစုံစမ်းကြည့်သူတကယ်ပဲရိုးသားတာလားဟန်ဆောင်နေတာလားဆိုတာငါသိချင်တယ်ကြည့်ရတာတော့ तू ကစိုက်မှာပဲအချိန်ကုန်နေတာဗျာတထေးကြီးကိုအစီရင်ခံရမယ်သူကတကယ်ကိုစိတ်ထားကောင်းတဲ့သူပဲငါထင်ထားတာထက်သူကပိုပြီးစိတ်ဝင်စားဖို့ကောင်းနေပါလားတက်တာရဲ့လားတန်းကြည့်မှာကိုတို့ရင်သွေးလေးအတွက်မင်းကျမ်းမာမှာဖြစ်မှာနော်ဟဲ့ကောင်ဒါတို့တရေသမီးလေးတန်းကြီးမှာကိုဝင်ရှိနေတာမဟုတ်လားအခြေအနေမဟန်တော့ဘူးတထေးကြီးကျွန်တော်တို့မထင်မှတ်ထားတာတခုသိလိုက်ရပါတယ်တန်းကြီးမှာကိုဝင်ရှိနေပါပြီငါမြေးလေးငါမှမြေးလေးရတော့မှာပေါ့ဒါပေမဲ့အဲ့ဒီကောင်နဲ့လားအဖေသာသိရင်ကျမတို့ကိုတတ်မှာပဲနော်ကိုတန်းနိုင်ချိန်မှမှဒီနေရာလေးအမြဲတမ်းစောင့်နေပါတယ်ကျင်နာတို့စင်ပြေပါမလားတွေ့ရင်စိတ်ပူနေတယ်သူလာရလမ်းလေးမျိုးတွေ့ရင်တည်းမှလိုက်ဖို့မို့